ကျွန်တော်ကံပေါ်မှာလာပြီးတော့ ED က promotion ပွဲလေးလာလုပ်ပေးတာပါလာလုပ်ပေးတာလဲစပရင်ဝင်းလေးလည်းလှည့်လို့ရပါတယ်နောက်တော့ကအာလူကျော်ဟာလဲဒီ ED ကနဲ့ဘီဘုံနဲ့လာကြော်ပြီးတော့ဒီသူတွေဒီတိုင်းသုံးသွက်လို့ရအောင်နဲ့ဒီ ED ကနာမည်လူတိသွားအောင်နဲ့မြာကျွန်းတာကံပေါ်မှာလာပြီးတော့ပွဲလေးလာလုပ်ပေးနေတာ promotion ပွဲလေးလာလုပ်ပေးနေတာဖြစ်ပါတယ်ဒီကအိုးတွေကဆိုလို့ရှိရင်လည်း ASN standard နဲ့ပြုလုပ်ထားတယ်။အိုးမှာလည်း safety bar ပါတယ်။နောက်ပြီးတော့အိုး gas ကလည်းပဲ local က gas မဟုတ်ပါဘူး။အဲကနေပြီးတော့ CC4 50နဲ့အချိုးမျှတတာနဲ့တွင်းထားတဲ့ gas ဖြစ်ပါတယ်။နောက်အိုးတိုင်းမှာလည်းပဲ safety bar ပါတဲ့အတွက်သုံးရတာလုံခြုံစေပါတယ်နော်ဒီရပါကျွန်တော်ကံပေါင်းကခဏလိုင်းနဲ့ကျွန်တော်တို့ဒီ easy ကရဲ့ promotion တွေတော့ကျွန်တော်ဝင်ကစားရတာပေါ့ကစားရင်းနဲ့ကျွန်တော်တို့ဒီမှာအိတ်နဲ့လက်ဆောင်ရတဲ့မုတ်လက်စားပါအားလုံးကျေးဇူးတင်ပါတယ်